ကျမဒီနေ့လိုင်းပေါက်တွေအားဖောက်ချွေနေပါရှင်လိုင်းပေါက်ကလည်းခက်စားလာကျတော့မမောက်လေးရဲ့တတ်မှာပါအမအောင်သုံးခုသွားရုံမမောက်လေးရုံမမောက်လေးမှာဈေးခွက်ကဘယ်မှာမလို့ဒီကအယုတ်ကလေးကခရမ်းရောင်လေးပြီးလိုင်းပေါက်ဘူးတဲ့လေအပြားလေးလည်းပါပြအဲ့လေးပေါ့နော်မသိမှလို့ပါစားနေဆိုလေစားဖမ်းမလေးကျွန်တော်လိုချင်တယ်စားဖမ်းမလေးကျွန်တော်လိုချင်တယ်လို့အဲ့လေးပေါ့နော်ဒီကြရောက်ပြီဒီနေ့တက်ကျွန်တော်ညနေရဆုံးအဲ့လေးလည်းပြမယ်နော်မိုးပေါ်နေကြတာတက်ကောင်းဘာလေးလဲဒါမှစောက်ပိုင်းမလို့ဒီလေဟဲ့ဒါမှလည်းညတော့မလို့ဒီလေဟဲ့ဘာလဲမသိဘူးဘာလဲမသိဘူးလိုင်းပေါက်တယ်မလို့ချင်နေလားမလို့ချင်နေတာအားလို့ချင်နေတာခဏလေးမမောင်လည်းခေါ်လာမရဲ့လိုင်းပေါက်တယ်မိုးပေါ်ပြောက်ကြလာလို့ပဲပါဟုတ်လားဟာဟုတ်တယ်မေဒါလေးကဒီပလိုင်းပေါက်လေးအရင်ခက်တာနေတာမပေါဘူးဒါလေးကအယုတ်ကလေးရုပ်ပလိုင်းပေါက်ဒါဆို3ပေါက်လို့ secret ပေါက်တော့ဒါလေးရတော့မလိုက်ပေါက်ဘူးဒါလေးကသူ့ကိုငါဒီ secret လေးကိုပြောပြမယ်ကြော်ညာပြမယ် quality အရင်ကောင်းနေကြောင်းလေးဒီ secret လေးကသူ့ရဲ့ secret လေးကကြောက်လေခရမ်းရောင်လေးကိုမှသူ error တက်တာဒီဘူးတွေကအမြဲ error တက်တယ်မကြည့်ပါလားဘူးကြီးကွဲတယ်ဟုတ်လားဘူးကွဲ error တက်ဒီဟာလေးကသူ့ရဲ့ blind ပေါက်ခေါ်ခရဲရောင်မှပြားလေးနဲ့ကောင်လေးကကျတော့ရက်တောင် blind ပေါက်ကိုမှကွာသူကငပန်းရောင် blind ပေါက်ရက်တောင်ကြီးကဲအဲ့ဆိုကျမတို့ဘာလို့ဒါလေးကကျတော့စာအုပ် blind ပေါက်ကိုမှ quality ရဲ့အကောင်းတဲ့အကြောင်းလေးပြပြမယ်မပါတယ်သူ့ရဲ့စာတော့ဖတ်ကျူးမှာပါ9000မှဟောက်တာတော့ပတ်ကျူးမှာပဲဖြစ်ပါတယ်ဒီတော့ဒါလို့ရှင်မင်းမှောင်လို့တိခက်မကြည့်ပြကြပါဒါလေးကခါလေးဒါလေးကကျတော့ကျမတို့quality ရအောင်ကောင်းတဲ့အသေးဆုံး site ကလေးပါရှင်းဒါပေမဲ့ဒီက error လက်တက်ပါတယ်ဟုတ်ပါတယ်တခြားဘူးတွေကဒါလေးကတော့နည်းနည်းလေးတော့ error တက်နေ error တက်နေပါတယ်ရှင်းဒါလေးကလည်းအကြီးဆုံးလေးပေါ့နော်အကြီးဆုံးလေးမှာပြင်နေ quality လေးရအောင်ကောင်းပါတယ်ရှင်းဒါလေးကတော့စာအုပ်လေးပဲဖြစ်ပါတယ်သူကတော့ quality တော်တော်ကောင်းတယ်ဒီမှာကြည့်အကောင်လုံပိတ်ပဲဒါလုံပိတ်ပဲဒါတော်တော် quality ကောင်းတယ်သူ့ရဲ့ secret ကလေ9အုပ်လား4အုပ်လားမသိဘူးပါရှင်းဒီ3ဘူးကိုဗမာရောင်းချတာလေးလားမသိအဲ့တော့ဒီ3ဘူးကိုဗမာရောင်းချလဲဆိုတော့ရန်ကုန် baby ပပရန်ကုန်မှာလည်းရှိတယ်ကျွန်တော်တို့ baby ပပမရန်ကုန်မှာလည်းရှိရယ်ရွှေပြည်တာမှာလည်းရှိတယ်ကျွန်တော်တို့လည်းမှာရှိရယ် baby ပပပါကဲကျွန်တော်တို့